House of the Dragon ဇလန်တွေကိုကြည့်နေတဲ့ပရိသတ်တွေဆိုရင် Daemon Targaryen တယောက် Harrenhal ရဲတိုက်ကြီးထဲမှာအိမ်မက်ဆိုးတွေမှတ်ပြီးတော့အာယုံ6ချားနေတာကိုမြင်တွေ့ရမှာပါ။ဒီရဲတိုက်ကြီးက restaurant သမိုင်းမှာအကြီးမားဆုံးနဲ့အခိုင်ခံဆုံးဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့ပိုင်ဆိုင်သူတိုင်းမျိုးဆက်ပြတ်သွားလေးရှိတဲ့ကျိန်စာသင့်ရဲတိုက်ကြီးဖြစ်နေကိုနာမည်ဆိုးနဲ့ကြော်ကြားပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Harrenhal ရဲတိုက်ကြီးရဲ့သမိုင်းကြောင်းကျိန်စာကြောင်းနဲ့စာအုပ်တွေရောဇလန်တွဲတွေမှာပါဒီရဲတိုက်ကိုဘယ်မျိုးတွေအစစ်စစ်ပိုင်ဆိုင်ခဲ့ပြီးတော့ဘယ်လိုမျိုးအဆုံးသတ်သွားကြလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီရဲတိုက်ကြီးရဲ့သမိုင်းကြောင်းကိုပြန်ကြည့်အောင်ပါ။ Harrenhal က Iron Iceland နဲ့ Riverland ဒေသတွေကိုအုပ်စိုးတဲ့ဘယင် Harren the Black Harrenhal ကစတင်တည်ဆောက်ခဲ့တာပါ။သူ့ရဲ့ရည်ရွယ်ချက်ကတော့ဘယင်သူမှထိုးဖောက်လို့မရနိုင်တဲ့ကမ္ဘာအကြီးမားဆုံးရဲတိုက်ကြီးတစ်ခုကိုစောက်ပြီးတော့သူ့ရဲ့အာဏာစက်ကိုပြသဖို့ပါ။ဒီရဲတိုက်ကြီးကိုတည်ဆောက်ဖို့အချိန်အပြည့်နှစ်ပေါင်း40တောင်ကြာမြင့်ခဲ့ပြီးတော့လူပေါင်းများစွာကိုကျွံပြူခိုင်းစေခဲ့ပါတယ်။တစ်သားတွေရှားပါလန့်နဲ့ Wearu တစ်ပင်ကြီးတွေကိုခုတ်လဲခဲ့တာကြောင့်အဲ့ဒီအချိန်ကလေးကရဲတိုက်ဟာမှော်ပညာရကျိန်စာတင်နေပြီလို့ဆိုကြပါတယ်။ဒါပေမဲ့ကံကြမ္မားလှောင်ပြောင်မှုကတော့ဆိုးရွားပါတယ်။ရဲတိုက်ကြီးတည်ဆောက်ပြီးစီးသွားတဲ့နေ့မှာပဲ Aegon the Conqueror ကသူ့ရဲ့အိမ်ယာမနဂါကြီး Balerion နဲ့ရောက်ရှိလာခဲ့ပါတယ်။ Harren ကလက်နက်ချဖို့ညှင်းဆန်ခဲ့တဲ့အခါမှာ Aegon ရဲ့နဂါမီကြောင့်ခိုင်ခန့်လှပါတယ်ဆိုတဲ့ကြောက်နေရကြီးတွေအရေးပြောကြခဲ့ပြီးတော့ Harren နဲ့သူ့ရဲ့မျိုးဆက်တွေအားလုံးရဲတိုက်ထဲမှာပဲအရှင်လက်လက်မီးလောင်တေဆုံသွားခဲ့ပါတယ်။ဒီဖြစ်ရပြီးနောက်မှာတော့ Harrenhal ဟာမဲနှက်ပြီးတော့ပုံပြတ်ပန်းပြတ်နေထားနေကြံရစ်ခဲ့ပါတယ်။ဒီထက်ပိုဆိုးတာကတော့ Harrenhal ရဲ့ကျိန်စာပါ။ရဲတိုက်ကိုပိုင်ဆိုင်ခွင့်ရတဲ့မြင့်မြတ်တဲ့မျိုးနွယ်စုတိုင်းမကြခင်မှာပဲဆိုးရတဲ့ကံကြမ္မာနဲ့ရင်ဆိုင်ရပြီးတော့မျိုးတုံးပြောက်ကွယ်သွားလေးရှိပါတယ်။ဒါအပြင်ကျိန်စာဟာရုပ်ပိုင်းဆိုင်ရာတေဆုံးမှုတွေမကဘဲစိတ်ပိုင်းဆိုင်ရာခြောက်လန့်မှု psychological torment တွေနဲ့ပါပါဝင်နေပါတယ်။ရဲတိုက်တွေမှာစီးကျင်းနေတဲ့မှော်စွမ်းရည်တွေနဲ့တေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေကြောင့်နေထိုင်သူတွေရဲ့အတိတ်ကနောင်နာတွေနဲ့အိမ်မက်ဆိုးတွေမှတ်တာအာယုံ6ချားတာတွေကိုခန်းစားရတတ်ပါတယ်။ House of the Dragon မှာ Daemon Targaryen တယောက်ညာတန်း6လန့်ခံနေရတာကတက်သေးပါပဲ။အခုဆိုရင်ဒီရဲတိုက်ကြီးကိုဘသူတွေပိုင်ဆိုင်ခဲ့ပြီးဘလို့မျိုးတုံးသွားကြလဲဆိုတာကိုအချိန်ကာလအစဉ်လိုက်အဖြစ်ကြည့်လိုက်ရအောင်ပါ။နံပါတ်1အနေနဲ့ House Howard မျိုးနွယ်တွေပါစောစောကပြောခဲ့သလိုပဲရဲတိုက်ကိုတိစောက်ခဲ့သူတွေဖြစ်ပြီးတော့နဂါမီကြောင့်လည်းပထမဆုံးမျိုးတုံးသွားခဲ့ရပါတယ်နံပါတ်2ကတော့ House Coherus မျိုးနွယ်ပါ Aegon စီကနေရဲတိုက်ကိုပထမဆုံးဆုချီးမြှင့်ခံရပေမဲ့ Harren the Red ဆိုတဲ့တပုံရင်စီးနဲ့တပ်ဖြတ်မှုကြောင့်လည်းမျိုးတုံးသွားပါတယ်နံပါတ်3ကတော့ House Harrowray မျိုးနွယ်ပါရက်ဆက်တဲ့ဘရင် Make of the Crew လက်ထက်မှာတစ္ဆာဖောက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့တမျိုးနွယ်လုံးတပ်ဖြတ်ခံခဲ့ရပါတယ်နံပါတ်4ကတော့ House Tower မျိုးနွယ်တွေပါသူတို့ကတော့အသက်ခံရတာမဟုတ်ဘဲနဲ့မျိုးဆက်ဆက်ခံမဲ့သူမရှိတော့ဘဲနဲ့တဘာဝအတိုင်းကိုမျိုးဆက်ပြတ်သွားခဲ့တာပါနံပါတ်5က House Strong မျိုးနွယ်ပါဒါကတော့ House of the Dragon ဇလန်တွေမှာမြင်တွေ့နေရတဲ့မျိုးနွယ်ပါဖခင်လိုင်ယွန်နဲ့ Strong နဲ့ Howin Strong တို့ဟာ Larys Strong ရဲ့ Showers ကြံစီမှုကြောင့်ရဲတိုက်ထဲမှာမီးလောင်တေဆုံးခဲ့ရပြီးတော့နောက်ပိုင်း Larys ကိုယ်တိုင်လည်းကောင်းဖြတ်ခံရလို့မျိုးတုံးသွားပါတယ်နံပါတ်6ကတော့ House Lothstan ပါ Lothstan မျိုးနွယ်တွေပါ Aegon 3လက်ထက်မှာရခဲ့ပေမဲ့မှော်ပညာနဲ့မိစ္ဆာအလုပ်တွေလုပ်တယ်ဆိုပြီးတော့ဆွဆဲဖယ်ရှားခံရပြီးတော့မျိုးတုံးသွားပြန်ပါတယ်နံပါတ်9ကတော့ House 1မျိုးနေတွေပါသူတို့ကတော့နာမည်ကြီး Tony at Harrenhal ပြိုင်ပွဲကြီးကိုကျင်းပပေးခဲ့သူတွေပါ GOT ဇလန်းစာဝင်စစ်ပွဲကာလမှာ Lannister တွေဝင်လာလို့ရဲတိုက်ကိုဆွန့်ခွာသွားရပြီးတော့နောက်ပိုင်းမှာမျိုးဆက်ပြတ်သွားပါတယ်နံပါတ်10ကတော့ House Sling မျိုးနေတွေပါ Nestor ကိုသစ္စာဖောက်လို့ Joffrey က Janos Sling ကို Lord of Harrenhal ပြဆူချပေမဲ့ Tyrion ကသူ့ရဲ့ယာတုကိုချပြီးတော့ Night's Watch ကိုပို့ပစ်ခဲ့ပါတယ်နံပါတ်9ကတော့ House Baelish မျိုးနေတွေပါနောက်ဆုံးပိုင်ဆိုင်သူကတော့ Littlefinger လို့သိကြတဲ့ Peter Baelish ပါသူကရဲတိုက်မှာတကယ်မနေခဲ့ပေမဲ့ GOT ဇလန်းဆုံးမှာအသက်ခံရလို့ရဲတိုက်ကထပ်ပြီးတော့ပိုင်ရှင်မဲ့ဖြစ်သွားပါတယ်ဒါအပြင် Game of Thrones စစ်ပွဲကာလတွေတင်မှာရဲတိုက်ကိုယာယီသိမ်းပိုက်ခဲ့တဲ့ Tywin Lannister The Mountain လို့လူသိများကြတဲ့ Gregor Clegane Bruce Bolton နဲ့ Jaime ရဲ့လက်ကိုဖျက်ခဲ့တဲ့သူတွေအားလုံးဟာလည်းနောက်ဆုံးမှာရဲရဲဆက်ဆက်အသက်ခံခဲ့ရကြီးပါပဲအချုပ်ပြောရရင်တော့ Harrenhal ဆိုတာကလူသားတွေရဲ့မာနတရား hubris ကြောင့်အစပြောခဲ့ပြီးအဲ့ဒီမှာစတေးခံခဲ့ရတဲ့အသက်ပေါင်းများစွာနဲ့မှော်စွမ်းအိမ်တွေကြောင့်အုပ်ချုပ်သူတိုင်းကိုပျက်စီးစေတဲ့ restaurant သမိုင်းရဲ့အဆိုးရွားဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်ပရိသတ်တွေရော Harrenhal ကျိန်စာနဲ့ပတ်သက်ပြီးဘယ်လိုထင်ကြလဲတကယ်ပဲမှော်ပညာကြောင့်ကျိန်စာတင့်နေရလားဒါမှမဟုတ်တိုက်ဆိုင်မှုတွေတက်ပဲလားဆိုတာကို comment မှာဝင်အောင်ဆွေးနွေးပေးသွားကြပါဦးဒီလိုစိတ်ဝင်စားစရာ Game of Thrones နဲ့ House of the Dragon သမိုင်းကြောင်းတွေကိုဆက်ပြီးကြည့်ရှုကြည့်နေဆိုရင်တော့ကျွန်တော်တို့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်